အာတီတာမှန်ပြောင်းတဲ့ကနေမြေသစ်နီတန်းတစ်ဝေ prediction အာဆင်က22နှစ်တွင်ပထမဆုံးချိန်ဖြစ်သူတို့ရဲ့ပရီးမီးယားလိချန်ပီယံပွဲကိုကာကွယ်ရတော့မယ်အာတီတာနဲ့သူ့တပည့်ကျော်တွေကဒီလိုနေရာကိုရောက်လာဖို့နေမြင့်တက်ကြများစွာဖြတ်တန်းတိုက်ခိုက်ခဲ့ရတယ်။300တီဇက်ဒုတိယနဲ့ယာတီသိမ်းခဲ့ရတဲ့အသင်းဟာသူတို့ရဲ့ရှေ့ကမန်တယ်ဘလော့ကိုထိုးကွဲဖောက်ထွက်လာနိုင်ခဲ့ပြီးနောက်မှာအာတီတာပရောဂျက်ရဲ့နောက်ဆင့်ဖြစ်စိန်ခေါ်မှုအသစ်တွေကိုရင်ဆိုင်ရတော့မယ်။ပရီးမီးယားလိသမိုင်းမှာချန်ပီယံပွဲကိုကာကွယ်နိုင်တဲ့နီးပြဆိုလို့ဆာလက်စ်ဖောက်ဆန်မော်ရီညိုနဲ့ဂွာဒီယိုလာတို့ပဲရှိခဲ့တာပါ။သူတို့ခြေရာကိုနင်းနိုင်ဖို့ဆိုတာလွယ်တဲ့ကိစ္စမဟုတ်ဘူး။အောင်မြင်မှုနောက်တစ်ကောက်လိုက်ရင်လက်တွေပိုင်ဆိုင်ခွင့်ရလာချိန်မှာဒီရောက်ရှိမှုကိုဆက်လက်ထိန်းသိမ်းချဲ့ထွင်သွားနိုင်မှုဆိုတာကခြားနားတဲ့ဆောင်ပွဲတစ်ခုဖြစ်တယ်။ဆာလက်စ်ဂွာဒီယိုလာတို့ဟာဒီလိုပဲချိန်ညှိဖို့လိုသလိုလိုက်လောညီထွေမိုးမှန်ရင်သူတို့ရဲ့ရှေ့လျားအောင်မြင်ခဲ့တဲ့အေယာမအင်ပါကြီးတွေကိုတိဆောက်သွားခဲ့ကြတယ်။အာရီတာကရောအဲ့လိုလွှမ်းမိုးမှုမျိုးအမ်ဘရိတ်စီယူဆောင်လာနိုင်ပါမလားစောင့်ကြည့်ရမယ်ကာလဖြစ်ပါတယ်။အခွင့်အခါတော့တင့်နေပြီလို့ဆိုရမယ်။သူအချိန်ချင်းရှင်ပြိုင်ထိုးတိုက်ခဲ့ရတဲ့ဆရာဟောင်းဂွာဒီယိုလာပရီးမီးယားလိကိုကြောခိုင်းသွားခဲ့တယ်လို့အဓိကပြိုင်ဘက်တွေအားလုံးနီးပြသစ်တွေနဲ့အတူအကူပြောင်းကာလကိုဖျက်ဆီးနေရချိန်ဖြစ်တယ်။မန်စီးတီးလီဗာပူးချဲလ်ဆီတို့ကနီးပြသစ်တွေခန့်ထားကြပြီးယူနိုက်တက်နဲ့စပါးရဲ့မိုက်ကယ်ကာရစ်ဒီဇာဘီတို့ဟာပြီးခဲ့တဲ့ရာသီနှောင်းပိုင်းမှရောက်လာကြတာပါ။ပရီးမီးယားလိတစ်ခုလုံးကိုခြုံကြည့်မယ်ဆိုရင်နီးပြသစ်9ယောက်ထိမြင်တွေ့ရမယ်။ပြိုင်ဘက်တွေကနီးပြသစ်အတွေးခေါ်သစ်တွေအောက်မှာအံဝင်ကြဖြစ်ဖို့အချိန်ယူအောင်မယ်။အာရီတာကပရီးမီးယားလိရဲ့တက်တန်းအရှိဆုံးနီးပြဖြစ်တယ်။သူ့လူစင်းဟာအပြောင်းလဲအနေငယ်သာရှိခဲ့လို့နီးပြွာရှုထောင့်ရပြောမယ်ဆိုရင်လေခိုင်မာတဲ့ကိုဗန်ဟန်တစ်ခုကိုဖောင်ဒေးရှင်းချထားနိုင်ပြီးသားဖြစ်တယ်။တအူးချင်းစီရဲ့အခန်းကဏ္ဍရှင်းလင်းပြတ်သားနေတယ်။နားလည်မှုအပြည့်အဝင်ခွင်ကြရွေရှားနေတဲ့ movement pattern တွေကိုမြင်ရတယ်။ပွဲတွေကိုဘယ်လိုအနိုင်မလဲဆိုတဲ့ formula တစ်ခုပိုင်ဆိုင်ထားသလိုပြပြကစားပြနေတယ်။ဒီတော့ continuity consistency ကအာရီတာဘက်မှာရှိနေတယ်။ဒီအားသာချက်တွေကို community တိုင်းပွဲစဉ်မှာရှင်းရှင်းလင်းလင်းမြင်တွေ့နိုင်တယ်။နီးပြသစ်မာစကာလက်ထဲကမန်စီးထက်ခေါင်းတလုံးတာနေတဲ့အသင်းဖြစ်ပွဲကိုတစ်ချိန်လုံးထိန်းချုပ်မောင်းနှင်သွားတဲ့ Arsenal performance နဲ့နီးပြကစားမတွေရဲ့ body language ဟာစိန်ခေါ်မှုတွေကိုထိတ်တိုက်ရင်ဆိုင်မှုအသင့်ဖြစ်နေကြောင်းထင်ရှားခဲ့ပါတယ်။ပရီးမီးယားလိချန်ပီယံပွဲကာကွယ်ရေးခီးစဉ်ရဲ့ပထမခြေလှမ်းဖြစ်ဖရန့်လမ်ဘတ်ရဲ့တန်းတက်ကိုဗင်ထရီကိုအိမ်ဝင်းမှာဧည့်ခံကစားမယ်။မန်စီးတီကိုပူနွေးနှိပ်ကွပ်ထားတဲ့သူတို့ရဲ့စိတ်ပိုင်းဆိုင်ယုံကြည်မှုကအမြင့်ဆုံးကိုရောက်နေလိမ့်မယ်။အာရီတာကသူ့ရဲ့တောင်တင်းနေပြီးသား squad depth မှာဘရူနိုကီမာရက်ရှ်ဇိုလစ် EMS လီယာတို့နဲ့အားဖြည့်ထားတယ်။ဇိုလစ်ကဒူရကီကိုထွက်သွားတဲ့ Trossard ရဲ့နေရာဓာတ်ရိုက်အစားထိုးမှုဖြစ်တယ်။ဆလီဘာတေးမာတို့ရဲ့ဒဏ်ရာကြောင့်အက်စတိုဗီလာခံစစ်မှုကွန်ဆာကိုခေါ်ဖို့နီးစပ်နေတယ်။ကွန်ဆာဘာထက်ရောက်လာရင်တော့အာစနယ်လူစင်းကအားနည်းချက်မရှိသလောက်နည်းသွားပြီလို့ဆိုရမယ်။ရာဂျိုခြေစမ်းပွဲဒီမှာပြသခဲ့တဲ့ခြေစွမ်းကြောင့်ဇိုလီယာခီးရောက်မဆိုင်ပရိသတ်တွေရဲ့အချစ်တော်ဖြစ်လာတယ်။ဘရူနိုကီမာရိုက်ရှာ Rice ဇူဘီမန်ဒီတို့ပခုံးပေါ်က workload ကိုခွဲဝေယူဖို့အစဉ်သင့်မော်ဂန်ရောဂျာစ်ဗီနီဂျူနီယာတို့လိုတိုက်စစ်မာကီဆိုင်ကင်းတွေကိုမရခဲ့တာကလွဲရင်လက်ရှိကစားမသစ်တွေရဲ့စွမ်းဆောင်ရည်ကြောင့်ပရိသတ်တွေကိုအကောင်းမြင်စိတ်ပိုစေပါလိမ့်မယ်။အာရီတာကယာတီဖွင့်ပွဲစဉ်မှာ community တိုင်းပွဲထက်လူစင်းရဲ့မာရူကီဆာကာတနီယာလောက်ပဲအပြောင်းလဲလုပ်မယ်ထင်တယ်။ Rice ကိုတော့ကြိုက်ခိုင်မှုအပြည့်ရဖို့နားချိန်အလုံးလောက်ပေးထားတင်သေးတယ်။ Kieran Rice ကိုခေါ်ခဲ့တာဒီအတွက်ပဲမဟုတ်လား။ Emirates မှာတန်တက်ကလပ်ကိုဗင်ထရီကိုရင်ဆိုင်မှာမို့လက်ရှိချန်ပီယံတွေဟာသူတို့ရဲ့ယာတီသစ်ကိုတက်တောင့်တက်တာဖွင့်လှစ်နိုင်မှုယုံကြည်မှုအပြည့်ဖြစ်နေပါလိမ့်မယ်။အာစတင်ကနောက်ပိုင်းတန်တက်အသင်းတွေနဲ့တွေ့ဆုံမှုမှာရလဒ်ကောင်းတွေဇက်တိုက်ယူထားတယ်။ပြီးခဲ့တဲ့ယာတီဆန်နာလက်နဲ့တီးကြခဲ့တာကလွဲရင်တန်တက်အသင်းတွေနဲ့နောက်ဆုံးတွေ့ဆုံမှု19ကြိမ်စလုံးအမှတ်ပြည့်ယူထားတဲ့အသင်းဖြစ်တယ်။ဒါပေမဲ့ကိုဗင်ထရီကရောအာစနယ်ရဲ့သားကောင်ဆေးနဲ့ကလွတ်မြောက်နိုင်ပါမလား။25နှစ်ကြာပရီးမီးယားလိကိုတကြောပြန်ရောက်ရှိလာတဲ့ကိုဗင်ထရီအတွက်အဖွင့်ပွဲဟာလက်ရှိချန်ပီယံအိမ်ကွင်းမှာဖြစ်နေတယ်။ခက်ခဲကြမ်းတဲ့စိန်ခေါ်မှုတွေအကြောင်းလက်တွေ့ကွင်းစင်းလေ့လာသွားတော့မယ်ပထမဆုံးစမ်းသပ်ချက်ပဲ။လမ်းမဲအသင်းကနွေရာသီပြောင်းရွှေ့မှာကလပ်စံချိန်တင်ပြောင်းရွှေ့ကြီးကို3ချိန်တိုင်းရိုက်ချိုးပြီးပြင်ဆင်ထားတယ်။ Forest တိုင်းစီမှုအဝန်းဒီဖင်နာမာချီရဲ့ပြင်သစ်ကျယ်ပွင့်စာတီကီတို့ကနောက်ဆုံးအားဖြည့်မှုတွေဖြစ်တယ်။အဓိကကစားမတွေလို့ဆိုရမယ့်ဂျက်ရူဒိုနီဟာဂျီရိုက်တို့ဒဏ်ရာရနေတာကလွဲရင်ကိုဗင်ထရီရဲ့လူစင်းကအင်ပြည့်အားပြည့်ပါပဲ။ချန်ပီယံရှစ်မှာကိုဗင်ထရီရဲ့ကစားဟန်ဓာတ်ရိုက်ဆန်တယ်။ Wide overload တွေကိုအားပြုတယ်။ High intensity game ကိုကောင်းကောင်းပုံဖော်ပြနိုင်ခဲ့တယ်။ဒီရေသွေးတွေကိုပရီးမီးယားလိထိစီးကူးတည်ဆောင်လာနိုင်ပါမလားစောင့်ကြည့်ရမယ်။ Top flight ခီးချမ်းမှာလမ်ဘတ်ဟာရှင်သန်ကြံခွင့်အတွက်လုံလောက်မဲ့ formula တကွေ့ရှာတွေ့ကောင်းတွေ့သွားနိုင်ပါတယ်။ဒီမတိုင်ခင်မှာတော့သူ့အတွက်သင်ယူစရာတွေရှိအောင်မယ်။အရှုံးတွေကနေမှတ်သားပြင်ဆင်စရာရှိအောင်မယ်။ဂျာတီအဖွင့်ပွဲမှာသူတို့အတွက်ဒီလိုအတိတ်ပဲဖြစ်မယ်လို့ယူဆမိပါတယ်။မန်စီးတီကိုဂိုးပြတ်အနိုင်ပြီးဆရာထက်သန်မှုအပြည့်ဖြစ်နေမဲ့အာစတင်ဟာအလားတူရလဒ်မျိုးကိုချက်ချင်းထပ်လုပ်ပြနိုင်ဖို့အသင့်ပြင်ထားလိမ့်မယ်။ project နောက်ထပ် level တစ်ခုစီခုန်တက်ဖို့ Emirates Empire ကိုတီဆောက်ဖို့ရာပထမဆုံးခြေလှမ်းတွေမှာအာတီတာနဲ့သူ့အသင်းသားတွေဟာကိုဗင်ထရီလေကားတစ်ကိုလွယ်လွယ်ကူကူနင်းတက်သွားနိုင်ပါလိမ့်မယ်။
ဒါဟာ3ခုပြတ်မှပြီးမြောက်မဲ့အရာဆိုလဲရှိပါစေကျွန်တော်ယာတီသစ် British Diary ကိုအာဒီဒါကုတ်အင်ကြီးတဲကနေခုလိုစတင်လိုက်ပါတယ်